မြန်မာတွေကဖျားတယ်တာတိတ်ဝါဒနာပါတာပတ်စံရှိရင်ဖျားတယ်တယ်ဘုန်းကြီးတွေလည်းဒီတိုင်းပဲပတ်စံရှိရင်ငကယုံဖျားအဆူ900 1000 2000အဲ့တော့စာပေနဲ့မညီဘူးအဲ့ဒါကဒါဦးဇင်းတို့ပြောရတယ်နော်ဖျားတွေအများကြီးတယ်တာကုသိုလ်မရဘူးမဆိုလို့ဘူးနော်ဖျားတယ်တာကုသိုလ်ရတယ်ဒါပေမဲ့အကျိုးမများဘူးစာပေနဲ့လည်းမညီဘူးဦးဇင်းတို့ရဲရဲပြောရတယ်စာပေထဲမှာဘာပါတယ်လဲဆိုတော့အပဋိဋ္ဌိတဒီတာပါကေဆိုတာဈေးဒီမရှိတဲ့နေရာမှာပဲတည်ရမှာဟုတ်ပြီနော်ဈေးဒီဆိုတာဘယ်နေရာမှာတည်ရမှာလဲမရှိတဲ့နေရာမှာတည်ရမှာနော်ဗုဒ္ဓဘာသာဝင်တွေတော့ရှိတယ်ဒါပေမဲ့ဖျားရှင်ကိုပူဇော်ခြင်းနဲ့ဘယ်လိုပူဇော်မှမသိဘူးအဲ့လိုဖျားကိုပူဇော်ခြင်းမှရတဲ့ပူဇော်စရာမရှိတဲ့နေရာမျိုးမှာဈေးဒီတည်ရမှာဘုရားတည်ရမှာဟုတ်ပြီနော်ကြွားတရားမှာတော့မှဇေဒီနှစ်စုမရှိသင့်ဘူးတဲ့စာထဲမှာပါတယ်နော်ဦးဇင်းတို့စကားမဟုတ်ဘူးတက္ကရာမှာတိုက်ရိုက်ပါတယ်ကြွားတရားမှာတော့မှဇေဒီနှစ်စုမရှိသင့်ဘူးကုသိုလ်မရအောင်မပြောဘူးနော်ဘာဖြစ်လို့လဲဆိုတော့ကဲထားပါတော့ဇေဒီနှစ်စုရှိမယ်ဘာဖြစ်သွားတယ်လဲဆိုတော့လူတွေဟာဇေဒီနှစ်စုရှိရင်ဇေဒီနှစ်စုလုံးကိုပြဝဝမပူဇော်နိုင်ဘူးဟိုဘုရားကိုသွားမလို့ဒီဘုရားသွားမလို့လေအဲ့မှရွေးလာပြီလေဟိုဘုရားကတကိုးကြီးတယ်ဒီဘုရားတကိုးမကြီးဖြစ်လာပြီမလားနော်ဖြစ်လာပြီဦးဇင်းတို့ရန်ကုန်မှာဆိုရင်လည်းရွှေတကိုးမှသွားချင်တာတခြားဘုရားမသွားချင်ဟုတ်တယ်မလားရွှေတကိုးကဘိုးတကိုးကြီးလိုဖြစ်လာတာလေအဲ့တော့ဘုရားတဆူတည်းဆိုရင်တရွာလုံးကဝိုင်းပြီးတော့ပူဇော်နိုင်တယ်အကောင်းဆုံးပူဇော်နိုင်တယ်အသက်ပဲဆုံးပူဇော်နိုင်တယ်နှစ်ဆူရှိပြီဆိုရင်ဟိုဘုရားကိုသွားပူဇော်ရမလားဒီဘုရားကိုသွားမလားအဲ့တော့တဆူဖက်ကိုအာတန်သွားနောက်တဆူကဘာဖြစ်သွားလဲခြုံနေနဲ့နော်ရင်ကြီးတွေတက်လို့ဘုရားကိုပုံမှန်ဆုံးကတ်တဲ့လူလည်းမရှိဘူးပုံမှန်ပန်းပူဇော်တဲ့လူလည်းမရှိဘူးနော်ဘုရားကိုလည်းတောက်တောက်ပြောင်မထားနိုင်တော့ဘူးဟုတ်တယ်မလားတတိထားကြည့်လိုက်အဲ့ကြောင့်ဦးဇင်းတို့အမြဲတမ်းပြောတယ်ရှိနေတဲ့ဘုရားကိုပုံမှန်ဆုံးကတ်နိုင်အောင်ကြိုးစားအောင်လို့နော်ဆုံးမရတဲ့ဘုရားတွေအများကြီးပဲနော်ဒါစာပေထဲမှာပါတယ်နော်ဒါကြောင့်တဲ့ဘုရားအများကြီးမတည်နဲ့နော်ရှိတဲ့ဘုရားကိုအကောင်းဆုံးပူဇော်မရှိသေးတဲ့နေရာဆိုရင်တည်သင့်လားမတည်သင့်ဘူးလားမရှိတဲ့နေရာဆိုတာကဗုဒ္ဓဘာသာတွေတော့ရှိတယ်ဟုတ်ပြီနော်အေးဘုရားစိတ်တွေမရှိတဲ့နေရာပြောတာနော်ဗုဒ္ဓဘာသာလည်းမရှိဘူးပူဇော်မဲ့လူမရှိရင်လည်းကောင်းလားဘုရားတည်တယ်ဆိုတာကဗုဒ္ဓဘာသာဝင်တွေရှိတယ်ပူဇော်မဲ့လူရှိတယ်ပူဇော်စရာမရှိတဲ့အခါနားလည်ပြီနော်တချို့ကအဲ့လိုတောင်းရှိရင်စီလိုက်တယ်လားဥစဉ်ဒီဘက်မှာမုံပြင်းနေတဲ့ဟိုခီးထွက်လာရင်တွေ့တယ်ဘုရားမရှိတဲ့တောင်းမရှိဘူးထင်တယ်တောင်းတိုင်းမှာဘုရားရှိတယ်အဲ့ဒီဘုရားကိုဘယ်သူသွားပူဇော်လဲဆိုဘယ်သူမှမပူဇော်ဘူးရေကိုစိုးနဲ့တွေပူဇော်တော့မသိဘူးပေါ့နော်အဲ့တော့ဘယ်သူမှအဲ့တောင်းထိတ်ကိုမတက်နိုင်ပါဘူးနော်အဲ့တော့ဘာဖြစ်လို့လဲမသိဘူးတောင်းရှိရင်ဘုရားလိုက်တယ်ရတာကြီးပဲဆိုတော့ဦးဇင်းတို့ဒါကြောင့်ဒီဦးဇင်းတို့ဘီလင်းကနော်တောင်ဆုံးကဓမ္မတူတန်ဆယ်တော်ကြီးအားလုံးကြားဖို့ကြမယ်ထင်တယ်နော်ပြန်တော်မူသွားပြီဆယ်တော်ကြီးခဏပြောတယ်ဇေဒီတဲတယ်ဘုရားတဲတယ်ဆိုတာသာသနာတကုံထူတာတဲ့ဘာထူတာသာသနာတော်တွေထွန်းကားလာတဲ့အခါဗုဒ္ဓဘာသာဝင်တွေများလာတဲ့အခါပူဇော်စရာမရှိလို့ဘုရားကိုစားဓာတ်တော်ကိုဌာပနာပြီးတော့ဇေဒီတဲကြတယ်ဘုရားကိုစားစင်းလူတော်ထုပြီးတော့ဩဒိတဇေဒီနဲ့ပူဇော်ကြတာတဲ့အဲ့ပူဇော်တဲ့လူတွေရှိတဲ့နေရာမှာပူဇော်စရာမရှိလို့သာသနာတကုံထူတဲ့အနေနဲ့ဇေဒီတဲတာဘုရားပူဇော်တာဒါကြောင့်ဦးဇင်းတို့ဘုရားဇေဒီဆိုတာကပတ်စံရှိတိုင်းတဲရတာမဟုတ်ဘူးနော်အေးပတ်စံရှိတိုင်းတဲရတာမဟုတ်ဒါစာပေထဲမှာပါတယ်ဒီနေ့ခေတ်ကဘာဖြစ်လို့လဲမသိဘူးပတ်စံရှိရင်ဘုရားတဲမယ်ဇေဒီတဲမယ်ဆိုတာကြီးပဲသာသနာတော်မှာပရိယေပฏิပတ်အားထုတ်နေတဲ့တန်ဃာတော်တွေအများကြီးပဲအဲ့လိုပရိယတ္တိအားထုတ်နေတဲ့တန်ဃာတော်တွေလိုအပ်တဲ့စာဥစာနဲ့တွေတူတန်းလိုက်ပိုမကောင်းဘူးလားပိုအကျိုးများတာပေါ့သက်ရှိဘုရားတွေနော်စာပေသင်ကြားနေတဲ့ပို့ချနေတဲ့ဆရာတော်တွေကဘာဘုရားတွေလဲသက်ရှိဘုရားတွေအဲ့ဒီသက်ရှိဘုရားတွေကိုမေ့ပြီးနေရတာနော်သက်ရှိဘုရားတွေမေ့နေကြတာအေးကောင်းပြီဒါကဘုရားတေတာနဲ့ပတ်သက်ပြီးဒါစကားတစ်ခုနည်းနည်းကြားဖြတ်ပြောလိုက်တယ်နော်အဲကြောင့်ဘုရားမရှိတဲ့နေရာမှာပူဇော်ပါကောင်းပါတယ်ရှိတဲ့နေရာမှာတော့မလိုအပ်တော့ပါဘူးရှိတဲ့ဘုရားကိုပဲဆုံးပုံမှန်ကပ်ပါ